ဟုတ်ပြီဗျာကဲမင်းကငါတို့အတွက်မှတ်မှတ်ရရဝယ်လာပေးတဲ့အတွက်ကောင်မလေးချောချောနဲ့အကြောင်းပါပါစီဗျာဟုတ်တယ်အဲ့ဒီစုမတောင်းခဲ့ပါနဲ့အဲ့ဒီစုကသူ့ဘာသူပြေတော့ဟုတ်ပါမဲသူပြောဆိုတော့ပဲဆိုတဲ့သဘောဟုတ်လားမယုံနဲ့မျိုးဒီလူကြီးစိတ်ကူးနဲ့ယူနေတာကြာပြီဟုတ်လားငါပြန်သိမ်းလိုက်ပါတော့ရတယ်မလုပ်နဲ့ဒါသိမ်းတာကိုပြောင်းနေပြီလားကွာနင်ပြောင်းလာပြီမင်းတင်ဟုတ်ပါလားအကိုကြီးသားတော်တော်ကောင်းပါတဲ့ကောင်အခုချက်ချင်းပြန်လာပုံထောက်တော့မင်းတို့တော်တော်လေးစားပုံရတယ်ကျွန်တော်ကဆွဲဖို့ထိုးပစ်ချင်နေတာခင်ဗျဒီလိုအားကိုရကျွန်တော်အကျိုးကြောင့်ပြောပြီးခေါ်လာတာထားနေနေစမ်းမသူအိမ်မောကဆင်းသွားတဲ့အကြောင်းမင်းကိုပြောမပြဘူးလားဒီဘာကိုရကောင်မလေးနဲ့ဆင်းမပြေလို့စိတ်လေးပြီးဆင်းသွားတာလေဒါများကွာငါ့ကိုမပြောဘူးစောစောကသိရင်လေငါပါဝိုင်းပြီးပိုးပေးလိုက်တယ်အေးရတယ်ဒါနဲ့ဒါဒီနေ့တော့တော့ချိုးလို့နားဘူးဒါနဲ့နေစမ်းမသူ့ကောင်မလေးကဘလောက်ချိုးဘလောက်ချမ်းသာလို့အကိုကြီးသားကိုမြင်ရတာအဲ့ဒီကောင်မလေးတဲ့တာရာနဲ့ကိုပေးစားပလိုက်ဟာကောင်းတယ်ဘူးမြင်မြင်စီတယ်ဒါမှဒီကောင်ချင်းကြီးမှာကြောင်းမပြီးခင်ပြီးတာလည်းဘူးစီပြီလိမ့်မယ်ဒါပေမဲ့ရမ်းငယ်သေးတယ်ဘွဲတစ်ခုလုံးတော့ရထားတယ်လေဟုတ်ကဲ့ဒီတိုင်းလာထိုင်လိုပဲဖြစ်နေခုမှာပဲနိုင်ငံခြားပြည်ပို့လိုက်ပါလားဒီလိုလည်းမဖြစ်သေးဘူးမိမဆုံးသွားလို့လက်ဟာနေတယ်အကိုကြီးရဲ့ဘွားသားနဲ့ပါထပ်ခွဲရမယ်ဆိုလို့ရှိရင်အရန်ကိုအထီးကျန်ဆန်ပါလိမ့်မယ်ဒါပေမဲ့မောင်ချစ်ကိုပြောတဲ့အချက်ကတော့စဉ်းစားတဲ့အချက်ပဲဘာဖြစ်ဖို့ကွာအကိုကြီးရဲ့သားကိုအခုလိုချက်ချင်းပြန်ခေါ်လာနိုင်တဲ့မောင်ချစ်ကိုရဲ့အရေးချင်းကိုဦးမချီးကျူးပဲမနေနိုင်ဘူးမင်းတော်ရဲ့မောင်ချစ်ကိုနင်းငါတပည့်ပြီးသားတယ်ကဲမင်းတို့လည်းလုံးဆက်ရှိတာလုံးကြကိုကြီးသွားလိုက်ဟုတ်ကဲ့ပြီလို့ပြောချူကိုကြီးပါလိပြောအဲ့တော့ဒီရမင်းတို့တိုင်နေရှိတယ်ဟာလေခင်ဗျာဆိုတော့ပဲဆိုတဲ့ကိစ္စဟမ်ဟိုစီးမိုက်ကြတော့အင်တာနက်တင်တာလို့ဟဲ့အဲ့ဒါဗျာဒီလိုဒါရှင်တော်နဲ့ဓာတုကလေးဟာနဝရေးကြီးနဲ့ရှင်တော်တစ်ကိုနဲ့အေးပါလာတို့ဇလာမျိုးတွေဒီကခုလိုလေကျွန်တော်ကိုကျွန်တော်ပြီးပါဒီသူကလေးနဲ့ဒီကညမောင်ကြီးသူတင်ရအခုမှတွေ့ဝင်ပြရသလားအပြစ်တင်ကြပြန်ရောဟောခုလည်းချင်းကြီးဘဲဒီကောင်မှပြတာပဲဗျာခင်ဗျားပြောပုံရဆိုရင်ကောင်မလေးကခင်ဗျားပေါ်ပြိုးနေပါပြီဗျာခင်ဗျားလည်းခင်ဗျားလည်းခင်ဗျားမှာဆိုင်တိုင်းပြိုးနေပြီအဲ့ဒီလိုโอเคနေဆိုရင်ခါရဲဖွင့်ပြောလိုက်တော့လေညာဟုတ်တယ်ဟာဒီလိုတင်ပါဟောဟမ်သူလေးနဲ့ညီစားအောင်ဒီဆောင်ကြီးပါလေပြီးပြီးတော့ကန်ကောင်းလို့ခင်ဗျားတို့နဲ့တိုက်နေတာ good အကြံကောင်းတယ်ဟာဖြစ်မှဖြစ်ရပါလိမ့်ချစ်ကိုရဲ့မင်းကကောင်မလေးကိုလက်ဆောင်ဝယ်ပေးဖို့ဗျာငါတို့နဲ့တိုင်မရတယ်ကောင်မလေးကြိုက်တော့မင်းကဝယ်ပြီးလေပြီးဟာလုပ်ပြီပြောတော့သိလွယ်တာပဲလက်ဆောင်ပေးတာအကြီးကြီးတာမဟုတ်ဘူးတုတ်ကြီးကလည်းပြစ်ချင်တာလူပြောရမယ်ပြောနေပြီဒါမြန်လွယ်လေးပါလို့ပထမခါလက်ဆောင်ပေးဒုတိယတစ်ခါစိတ်ဝင်စားကြောင်းပြောတတိယတစ်ခါ I love you ပေါ့အေးဒါပဲပေါ့ဟုတ်ပြီအဲ့ဒီလိုစကားပြောတဲ့အခါကျရင်လေခင်ဗျားတို့ကြီးကိုလက်ကမထားနဲ့လူမျိုးလက်ကဝက်ပြီးတဲ့ဟာဟိုတို့ဒီကိုဟိုတီထိပေးရတယ်နော်ဟာမင်းငါ့ကိုပိုင်းနေလို့ဟာအဲ့ဒါအဖြေပဲလေမားရရင်မချစ်လို့မားမရရင်အဖြေပဲလေ I love you ဟုတ်တယ်ဟုတ်တယ်မတွေ့သေးဘူးလေ။ဟန်နဲ့ပြန်တယ်။အဲ့ဒါရေးကြည့်ပါဦးဟာ။ဆုရကပါပဲ။ဘာနဲ့ဆုရအချင်းလည်းနေတည်ကြတာပဲဟာ။ဘာမှမရှိတော့တဲ့အချိန်မှာဆုရပါပြောလဲ။ဖေးမေးစမ်းမရအောင်ရဲ့။နေကြည့်ပြောလေငါမောလိုက်တာတလား။
你那都老毛路线，该情啊不老毛么了啊？不那个，刚好单位现在呢说好了呀。俺们西路线嘞，俺们那碰边嘛为什么？俺真的要出多了哈。俺那不得比哦，你有白标的嘞？ပြောတယ်ဘာပြောလဲဟောပြောပါအိမ်မှာငါသိချင်လို့ပါဟာ ခုမှဖြစ်တယ်နင်ထွက်သွားတော့ထွက်သွားပြီရော ပြောမှတော့ပြောပါအိမ်မှာရဲ့ ဆုလကပြောတယ်အရင်တော့ကတော့တဲ့နင့်ကိုသူတခင်စိတ်ပြက်တယ်တဲ့ဒါပေမဲ့နင်ထွက်သွားတဲ့အချိန်ကျတော့သူ့ကိုယ်သူသိလာတယ်တဲ့ဟိုသူခံစားချက်ကိုသူနားလဲလာဆိုပါတော့ဟာ အဲ့ဒါဘာပြောရလဲဟာ ဩနင်ခံစားနေရတယ်လို့မျိုးသူလည်းခံစားရတယ်တဲ့ ငါသိနားမရှိဘူးအိမ်မှာငါ့ကိုရှင်းအောင်ပြောပါဟာ ဟဲ့ငါတော့နင်ကလေအဲ့ကြောင့်ဒီလိုဘွားမျိုးရောက်တယ်တဲ့လားဟိုကနင်ကိုချစ်တယ်တဲ့ချစ်တယ်တဲ့ ဒီလိုဟာဒီကြနငါတို့ထင်တယ်ဒီကတော့ချစ်တယ် ခုမှဖြစ်နေဆောဆောင်းကအမဲကြောက်တော့နေနေရုံကြာစင်ထမ်းနေကြာပြီးလေးကောင်းဖြစ်နေ အဲ့ဒါချစ်ရင်တကူကြီးဟာငါအရင်ပြောတယ်အကြည့်စွဲရေးပါ ဒါဆိုလည်းပြီးလာပါပဲမြို့ပြောရင်ငါလည်းပြောပါရနော် အခုဖုန်းဆက်တော့ကျွန်တော်တို့ဝမ်းသာသွားတာအခုကကျွန်တော်လည်းအခုကိုတွေ့ချင်နေတာအခုသင်ပေးထားရလေကျွန်တော်မှတ်ထားတယ်ဟိုဒါပေမဲ့အခုကလေကောင်မလေးနဲ့တွေ့တော့မှဆိုအခုစီမှာအနီးကပ်တင်တဲ့တက်ချင်လို့ အေးငါတော့မင်းကိုလေအနီးကပြပြပြီးနေရင်မတီးချင်နေတာ အောင်းလိုက်တာကွာအခုလည်းကျွန်တော်တော်တော်ခေါင်းစားနေပြီနော်ဖြည်းဖြည်းစဉ်းစားပါကွာအော်ဟိုဒါနဲ့လေအခုစကားပုံတစ်ခုရဲ့အတိတ်ပဲမသိလို့မရအောင်မသိလားဟိုနှမလင်းနေမောင်ဖင်ချင်းဆိုတဲ့အတိတ်ပဲဗာလဲရင်ကို ပြမင်းမဆိုင်နိုင်မလို့တော့မင်းကတကူအဲ့ကောင်မလေးဘယ်တော့ဒီကောင်လေး သူ့နာမည်ကဆူလဲတဲ့ကျွန်တော်ကလေဆူလဲလို့ခေါ်တယ် လူဟောငါလူရေးမလေး ကိုယ်လည်းကရွှေရှင်တော့ဖြစ်လို့ဒီနေ့ကျွန်တော်เนี่ยသင်္ကန်းတစ်ခုတည်းဒန်နဲ့ထိုင်တော့လေခုံနေထိုင်တာနေရတဲ့မြေတွေကကျွန်တော်လည်းသူ့မျက်နှာလေးကိုကြည့်ကျွန်တော်ကောင်မလေးရဲ့ပိုလုံးပူပေါင်းနဲ့ဘောလေးကျွန်တော်အဲ့ဒါတော့စိတ်ဝင်စားတယ်အဲ့လိုကျွန်တော်စိတ်ဝင်စားပါ ပြငါမင်းနေသူ့မိသားစုသူ့တိုင်းဝဲကြောင်မင်းနေတာပါ ကိုယ်လည်းအဲ့ဒါတော့ဘာဆိုင်လို့လဲကျွန်တော်သူ့ပဲချစ်လို့ ပြအဲ့ချစ်တယ်ဆိုရင်ခဏခဏထဲ့မပြောနဲ့ပါငါသိနေပြီမင်းကငါမင်းနေတာမင်းသူ့မိသားစုတိုင်းဝဲတော့မင်းသိထားတယ်မင်းကအပြောချင် ဟုတ်ပါဘူးကွာကျွန်တော်လည်းသူ့နှစ်နှစ်ကကောင်းချစ် ပြ ဟိုလေဒီတကြဟိုလက်ထက်ယူပါပါတားစုဘဝပါလေတာယာပျော်ရွှင်အောင်လေးတတာဆောင်ဒီချောင်း မင်းမသိသေးမင်းသိအောင်မပြောတယ်နော်သူ့မှာကိုတယောက်ရှိလက်သေးပြင်းတယ်နော်သူတို့ဘောင်နှမနဲ့မှာအပေမေမရှိတော့အဝင်းဝဲအမအပြူကြီးရဲ့မုတ်ထိန်ကောင်မကြီးနေတာနော်ခုနလက်သေးပြင်းတယ်ဆိုတဲ့အကူရဲ့သူ့နှမကိုသေမလောက်ချင်တာအေးအဲ့နှမလေးတောင်းတော့ကိုလည်းသဘောတူမှာပုံမင်းသဘောပေါက်လား 啊，都那把ဆိုင်လို့လေသူ့နမလင်းကျွာသူယူမမဟုတ်ဘူး ဟေ့သူ့ကိုဆိုတာငါကွာဟာဟေးမင်းတို့ခီးပါဟိုအာကူကြီးသားထားဖို့ငါအာကူတဲ့ကောင်ဆုလိုက်နေတယ်မလားဟမ်ဒီဦးဆိုင်ဘူးပုံစားဖို့စိတ်သက်လုံနေဖို့နော်ဒီဘဝကိုအလေးမထားတဲ့ကောင်ငါညီမစီးကြဖက်နေတယ်ဗျာ ဟုတ်လားခိကိုလာရချစ်မအဲ့လိုက်တယ်ပါတော့ချစ်ကိုပဲတာကိုကိုရီတိုင်းဝိုင်းနေဘူးတော့မဟုတ်ဘူး ဗျာမင်းကငါခီးဦးဆိုင်ဆိုတာဟာဒီမှာရငါဘဝဒီနေ့ဒီထိန်းနေပိနေနေတာလေငါညီမကြောင့်ငါညီမတော့ငါလူတပ်ဘဝဝင်မလေးဘူးနော်ရှင်းလား မတယောက်ကထားတယ်ခုရဲ့မြေတောင်တော့ကျွန်တော်လေးတာပါတော့လည်းဆုလက်ကိုရရအောင်ပြောတာပါဒါပေမဲ့တော့စိတ်ချကိုရဲ့ဒီပြူဟာရောလုံးဝမဟုတ် ဆန်းကြည့်လိုက်ဆန်းကြည့်ဟိုချစ်ကိုဆိုတာဘောကောလက်ပြီးလည်းပြင်းတယ်ကျင်းကျဲအောင်ဆိုတော့အပြင်းလာတယ်ရပါဗျာ လူကကတော့ဦးကြရှိတိုင်ရွေးသေးတာဟဲ့ဘီယာကလောပဲ
စားလေနေကြလေရ စားချင်ပါဘူး ဘယ်ဖြစ်တာတော့ခါတိုင်းလဲစားနေတာဟာ သူကလေအခုခွာပြီးတော့ထဲဟာကိုစားရဆိုတော့စိတ်မကောင်း ဩဟိုနေကြကြီးလေးနှစ်ချမ်းကွဲသားတယ်လို့ချစ်သူတို့ဦးကွဲမှာလဲဆိုရင်တော့ဗောလေမလေးဆွလက်အရင်တော့လည်းမဟုတ်ဘူးတွေးတတ်လာပြီ စိုးရိမ်သားလေးရရှိတော့တတိထားတော့မိမ့်ပါလေ ဟုတ်ပါဟောကဲညော်နေတဲ့လူလည်းရောက်လာပြီဆိုတော့တို့ပြန်တော့မင်း မင်းကဆုလက်လက်လိုက်မလဲ မလေးမလိုက်ပါနဲ့ဘာလို့လိုက်ပါလဲရင်းအောင်ခုမှရောက်တာလေဟာသူခင်ဗျာဘလောက်တောင်တွေးကျင်ရှာနေမလဲမသိမလူအိမ်မှာတရားခံလာမလို့နဲ့သွားမှာ ကျေးဇူးပါပဲအိမ်မှာ လူပါဘူးပါပြီဟဲ့ မကြည့်ရလေ ကိုချစ်သူကိုမြတ်မြတ်နဲ့ကြည့်တာဘာဖြစ်လို့ မကြည့်တယ်လို့ပြောသေးတယ် အိမ်မှာကိုအကုန်လုံးပြောပြီးကိုထွက်သွားမှာကိုချစ်မှပြီ ဟုတ်ပါဘူးအမေကအကုန်လုံးညပြောလိုက် ရတယ်လေချစ်တာကိုချစ်တယ်လို့ဝန်ခံနေတယ်နှစ်နည်းရှိတယ်ပထမတနည်းကသူ့ကိုနိုင်ခိုင်းလိုက်ဒုတိယနည်းကကိုကသူ့ကိုခိုင်းလိုက်ကဲဘယ်နည်းကိုကြိုက် ငါပြောရတယ်ကြားလိုက် သူ့လက်ကမှဝန်မခံတော့ဘူး ကဲဝင်ခံပါကြတဲ့ရှင်ချဲကိုချစ်ပါတယ်ကိုရဲအောင်ညှိနှိုးပါတယ်အဲ့ဒီလူပေါင်းကြီးရောလေချစ်သူဖြစ်တတ်မှတ်လိုက်ပါလေကဲ သူ့လက်ကိုထူတော့ဘူးဟုတ်သူ့လက်နဲ့ကြိုက်တယ်သူ့လက်ကိုသိသွားကြ ဟုတ်တော့ဘယ်လိုလုပ်သိပါလဲ ကိုလာခေါ်တာသူ့လက်ကိုထည့်ရရှိသူ့ရဲ့ပြီကိုအကြောင်းနေပြီးတော့ကိုကလည်းပြောပြရင်းနဲ့သူ့လက်တက်ပုံပြလိုက်ပြီလေအဲ့တော့ဘာမှမဖြစ်ဒီပြန်ရောက်ခါကြမှာလေသူ့လက်ကကိုကိုခေါ်ပြီးဓာချင်းချင်းတယ်သူ့ညမကိုချစ်လို့ရှိရင်လည်းလူတက်ဖို့ဝင်မလေးဘူးလေ အဲ့တော့ကိုဘာပြောလိုက်လဲ ကိုကလည်းကိုချစ်သူပဲဆိုလို့ရှိရင်လူပြန်တက်ဖို့ဝင်မလေးဘူးပြောလိုက်တာ ဟာရောက်ပါ နောက်တာပါဆိုလေကိုရဲ့ရောက်ပါလို့ကိုအဲ့လိုပြောပါဟာ ကိုကရှိရနောက်နေတယ်ဒီမှာစိတ်မရရကြတယ်မှာ ဟာဘာညမလေးအစာရပဲကြိုးစားလိုက်တာကဲတော့ကြမယ်လေ ဘယ်လိုလဲ ဈေးကိုလေ ဆေးကိုဘာသာလောက်မှာလဲ ဟာညမလေးဘာလေးညာလေးလက်ဆောင်ကြီးလေးဝယ်ဒီမှာကြီးသွားပါလေ ခွင့်ရလဲကောက်ကိုသွားမှာသူ့လည်းပြောထားပြီလေဟာ ဟာညမတော့ဘာကိုမဘူးဘတို့ရောင်းကိုကြောင့်လည်းဘတို့သွားရဲမှာလေကဲဘလေးပါညမလေးလိုက်ပါနော် ဘလာကြီးဆိုရလဲကိုကြီးပဲလိမ္မာပြောရလဲကိုကြီးပဲ အဲ့ဒါညီမလေးကိုကောင်းသားစီဆူတာညီမလေးညီမလေးကိုကြီးတော့မကောင်းသားစီဟမ်ညီမလေးပဲစဉ်းစားကြည့်ကိုကြီးကအထီးကျန်ဆန်ခဲ့တာဘယ်လောက်ကြာပြီကိုကြီးကလေဒီသားစုသားနဲ့ညာနဲ့ကလေးတွေနဲ့တက်တက်ဝင်ရှင်ဟာညီမလေးအောင်ဒူဒီဒူမနေချင်းလား ဟုတ်စီကြွားဖြစ်ဖဲနေမှလည်းမသိပဲနဲ့ လွဲပါသည်ဘာရှုပ်ပြောနေရလဲဟာညီမလေးပဲပြောတယ်လေဒီမှာကိုကြီးသူ့ကိုလိုပြောတယ်ဆိုဘုတ်စီမှာရှိနေပါကြိုက်စားဖို့လို့တော့ဘယ်လိုမှမလုပ်ဘူးညီမလေးကလည်းဘူးကြောက်တယ်ကြောင်တော့လိုက်ပါနော် ဟိုင်းမကိုညွှန်းစာလုပ်လိုက်တာနော် ဟုတ်ဘူးဟမ်မင်းဘာကိုရှင်တာဘာတကားပြောလိုက်တာပြောတာ ဟိုပါလေခါမလို့ sorry လက်ခဲ့မယ်လို့ ဆူလိုက်ရုံမလို့အာကုန်တည်တယ်သိလားဖိုင်ဖနောက်လာကျူးလိုက်ပါလေဟာ ဆုလက်ပြောတာတေချာလို့လားအိမ်မှာဟဲ့ငါတို့လည်းကြွရမယ်နော် မိမဟာတို့ကတယောက်တည်းကွက်မကြည့်ပါအားလုံးကိုကြည့်ပါအောင်ဒါပေမဲ့နင်တို့မုတ်ကိုပဲဝေစားလို့ရမယ်နော်ဒါပြင်မင်းတို့မဆက်ဘူးပေါ့ လိုက်ထားရတာပါဘိုးကလည်းတို့ဘာမှမပြောသေးပါဘူးဟာ ဟ
ငါလုံးမကွာတက်ပြေကလေဘာမှမပြောဘူးကောမလေးကိုပြောလိုက် အဲ့ဒါဆိုကျုပ်ကောင်မလေးကမင်းကိုဘာပြန်ပြောလဲ ပြောလေမပြောလေဘာလို့ပြောမလဲ အဲ့ဒါဆိုကောင်မလေးပြန်ပြောတခုမပြောဘူးလား အာဘယ်နည်းမလို့ကောမလေးကိုချစ်တယ်ဒီနေ့ကန်ပြောတယ်လေကောမလေးချစ်တယ်ခုလိုသားလေးကိုဘာရှိမလဲထင်တာလေ အဲ့ဒါကောင်မလေးကမင်းကိုပါပိတ်မရဲလေဘူး ဘာလို့ရမလဲကောမလေးလေးရှင်းကြီးကြီးတာဗျာ ဟာဒါအစီအစဉ်ပါ ချစ်ကိုဆုံးသွားပြီ အစီအစဉ်ပါဗျာအစီအစဉ်ဒါရုံတစ်ဖက်ဆိုင်ကိုတော့ခီလာတိုက်ချင်အောက်ထပ်ပါလားအောက်ထပ်ပါလားလူတွေတော့ ကိုယူမရင်ရတယ်မျိုး 苏来，那呀，我也了。你苦着那也人变的人苏来，你有嘛有的啦？没看见呗，哥哥也那边的山路啦。我一头裤子你妈的我别吓你啊！那个变变变，母女有姑家的你妈六去多了谁姑啊？哦，姑去有你姑家，阿爸姑你啦。八过来了。哎，七七米大的你们阿姑你啊？八过。对哩，嘿，妈的姨妈，姑一顿变变可头，他干啥？不玩，姑一不玩的，အိမ်မက်တွေကိုကောင်းတယ်ပေါ်တော့မလို့ လူတွေအချင်းနဲ့တွေ့လို့ရှိရင်လေကောင်းလို့ယူတက်ကုန်ကြရတာပဲနော် ဟင် ကဲပါပြန်နားလဲအောင်ရှင်းပြောပြ ဒီလိုလဲညီမလေးဟိုအရာရာကိုစုပွဲတွေးကြည့်လိုက်တော့ချစ်ချင်းမြတ်တာရဲ့အရင်ခံဖြစ်တယ်ကိုရဲ့နှလုံးသားထဲမှာမျိုးသိပ်ထားလို့မရတဲ့အချစ်ဖွင့်ပြဖို့ပဲဒီနေ့ပဲစုံမြတ်ကြကိုခိုင်ခိုင်မာမာချလိုက် လေကိုကြီးရဲ့အိမ်ကောင်ငါဒီနေ့ပြောတော့မယ်လို့ပြောလဲရရဟောင်းကိုကြီးပြောနေပါလေဟိုစကားပြန်တော့ငှားပေးရတော့မှာပေါ့ အာပြောလိုက်ဒုံးတီတီရေကွာရိုမတ်မဖြစ်လိုက်တာဘူးရတက်တာတော့မထမ်းလားဘိုးရ ကဲပါကိုကြီးရဲ့ကဲပါတော့လာတော့မလက်ခေါ်ပြပါဟုတ်ပြီလားတောင်း ကိုရင်းတယ်ခေါ်ရဟုတ်ပါမလို့ ဒီဘာကိုချင်းစားပါလဲကိုကြီးခုလိုမချိမဆန်းဖြစ်နေတာမလည်းမမြင်ရလို့တနာလို့ဟာလေ ဒီရကိုရင်းတာပုံပြရတယ် ကြာတာပေါ့နော်သူတွေလူမနာသေးဘူး开餐的， ဟော ကိုကြီးကဘာဖြစ်တုံနေရလဲ ဒီကနေ့ကပြောဟာဘာအော်ဟုတ်တယ်ဒီမှာရန်လာဒီမကန်ကြီးလက်မကန်ကြီးဖြစ်တော့ဒီပါနေပြန်တော့ည 是不是在那边抓的？你跟他们。 လူကူသွားမဲ့နေရာကိုဒီမှာလိုက်ချင်ပါဆိုလို့ ဒါဆိုဒီလိုလုပ်ပါလားဟိုပြီးခွင့်မြင်သွားမယ်လေအဲ့မှာဆိုညီမလေးလည်းတိုက်ကကြည့်လို့ရ ဟောငါ
တော်ရွတ်တော့အဲ့ဒါကလေးလေးစီးရလို့ဆိုရင်သူသွားကနေဒီပါ အဲ့ဒီရတယ် မလေးတလိဆိုင်ကိုသွားအဲ့မှာဂိမ်းစီလေးရှိတယ်ဟဲ့မှာဂိမ်းစီလေးမစောနော်ကိုနဲ့ဒီမနေဟာဟောပါလေဟိုပြောက်ရမှာသွားရင်ရောက်စားရင်ဟုတ်တယ်အေးတောက်ပြီးလို့ရှိရင်ကြည်ပြပဲသွားအောင် မသွားချင်ပါဘူးဒီနာကိုကိုကြီးတို့ချုံနေလဲကြီးတယ်တော်ကြ ဆုလက်ကလည်းကွာဒီကိုကြီးနဲ့ပဲလာပြီးဖျဲချောင်းနေတယ်ဒီတိုင်းဆိုလို့ရှိရင်ကိုချစ်သူညောင်ကတွဲသွားတော့လုပ်လို့မရတော့ဘူး ဆွရစိုးရင်လို့ပြောတာကိုရအပေါင်းသိလဲများတယ်ပြီးတော့သူကနေရာကရောက်နေတာဆွလက်တော့တွေ့သွားလို့ရှင်ခုလိုတော့နေရမှာမဟုတ်တော့ တိကျလိုက်ပါရဲ့ကိုလေကိုချင်းစားတတ်လာငါပြောပါအောင်မယ် မထင်ပါဘူးအေးမာ तू ကလေသူ့ကိုယ်သူအကြီးဆိုပြီးတော့နေရာတကလိုက်ပြီးတော့ဆုလက်ကိုပိတ်ပင်နေ အဲ့လိုလည်းမဟုတ်ပါဘူးလေကိုကိုကြီးကဆွလက်ကိုမိဘရဲ့စုံမိကြီးကဆောင်းရှောင်းလာဆွလက်ကိုနဲ့ပြီးတော့ကြီးစားအောင်ထားတာမဟုတ်ဘူးဟိုမိန်းမနဲ့တွေ့တော့မှတနားကြီးကျိုးကုန်တာနောက်တစ်ခါမှအေးဆေးသွားအောင်နော် မရောက်ကွာကိုကတော့အခုပဲသွားခြင်းတယ်အေးတကယ်လို့ကိုကြီးနဲ့တိုးမယ်ဆိုရင်လည်းဆုလက်ကိုတစ်ခါခိုးပြီးပါကွာ ရှေ့အောင်စမ်းမယ်သူဒီလောက်တော့ရော့စစ်တက်နေလိုက်သွားလိုက်စမ်းပါဒီနေ့ကိုကလည်းလေဘာနိုင်စင်းကြရှိနော်ဆုလက်နဲ့မတွေ့လာပါဘူးကဲတော့မှတော့နော်နောက်ဆန်တင်းမနေနဲ့တက်လားဟိုတင်နန်းနာကဲဒီမင်းမှာစောင့်နေမယ်နော်တော့နာမည်တော့ဟုတ်ဒီလာလာတက်လား ချစ်လို့ဟေးယူနီကောင်းနေပါလေပြန်တော့ဘာလို့မကြည့်ရပါမြန်သွားရည်ဒီလိုချင်းလုံးမဲ့လို့ဒီနေ့ဒီလိုကသိနေတယ်လေသိနေတယ်စနေနေ့ဝေဒနာတွေမင်းကောင်မလေးနဲ့သွားတွေ့လို့မလားတွေ့တယ်လို့ပါဘူးဝိုင်းရှိရဲ့လို့ပြောသူ့မျက်နှာကြီးတနေ့မတွေ့ရမင်းလည်းကကလားဘာကလားလဲ သူမင်းတို့နေအောင်အဲ့တော့မနေနိုင်ဖြစ်နေမြန်ယူလိုက်ကြပါတော့ကွာ ကျွန်တော်စူဘူးတွေပါတော့ဖြစ်နေပြီ ဟာစူဘူးတွေပါတော့ရတယ်ဟာချစ်ကိုဝင်မင်းကရိုးတယ်နဲ့တော်တော်အားရကောင်ပဲမင်းနဲ့ကောင်မလေးတွေကဘာလဲမင်္ဂလာမဆောင်တော့ဘူးလားဟုတ်လား အဲ့မပြောရတယ် ဟာမင်းမဲ့စူဘူးနဲ့ဆိုကောင်မလေးကဘိုက်ဒီတကားကနေမင်္ဂလာဆောင်ဖြစ်မလားမင်္ဂလာ ဒါပဲရောက်တယ် ဟာတော်တော် အချုပ်ကခဏဒီလိုကျွန်တော်သိခါကြောက်ဟာသူ့ကိုမရတော့သူထားပြီးတာဒီမှာကြောင်းကြောင်တောက်ပါအောင်မင်္ဂလာတော်လေးကိုစူဘူးပဲပြီးသူ့ပြီးဆောင်နေတော့တာခိုင်းချုပ်ပြောနေတယ်အမေတို့ရှင်းကြတာခဏအမေကပြူရစူဘူးအမေနဲ့ကြီးနေပါပါဒီရက်ကိုလည်းဟိုပြေဘူးနဲ့ဘုံမှာပါအယောင်ဒီမှာစကားတွေရှိတယ်ဒါကြောင့်မို့ပကြီးကားတွေမှာအယောင်တွေစကားပြောတာဥပမာကွာအပြရောင်ဆိုလို့ရှိရင်အချစ်ပေးတာကိုဆောင်းဒီရောင်ဆိုလို့ရှိရင်ရက်ဆက်ချင်းပြင်းထန်တားပြီးပြည့်လူလာပြီးဟုတ်လားသူလည်းတတိထားမှာဘောလုံးဝဲကြီးပြက်ပြအားရတာမှာစက်ပြီးသားလို့ရတယ်ပြက်ပါ ဒီဒါလို့ရှိရင်ကိုရရဲကိုမြင်ပြတ်ထားအောင်နော် ဟုတ်တယ်ဒီကောင်ဆိုလဲသူ့လက်ကိုရတယ်ကို့ဘာမှမကြည့်နဲ့တာဘာမှမကြည့်ရတယ်ကို့မှာဘာဖြစ်ဒီလောက်ထားလဲကွာသူကြတော့ချစ်တယ်ပဲသူများချစ်ကြလိုက်ပြီးတော့တားစီ ဒါတော့ရေသူလည်းငယ်ကအရေးကြီးထားတာရင်းမှပြီးတော့နှမျိုးမှာပေါ့ ဟောဘာနဲ့ပြောစရာရှိလဲကွာသူလည်းအချိန်နဲ့လို့ရှိရင်မိမရှိမှာပဲသူ့လည်းအချိန်နဲ့လင်းယူပါမဲ့ဥစ္စာ ကြည့်ဘာတော့ကြားနေတယ် sorry သူ့လက်ကိုရကို့သူ့စမှန်နေမှာကွာကို့ကြိုက်တာနဲ့ပတ်သက်ပြီးတော့ကိုလုံးဝအမခံမိတ်ကလေးတွေအများကြီးရမှာဆုလက်တယောက်ဆိုတော့ကွာရွေးပြီးတော့ချင်း ဒီရရွာမှာ yes ဒီပကြီးကားဟဲ့လို့ပဲပကြီးဆရာတယောက်ကသူ့ရဲ့ပကြီးကားကိုတက်မှာတစ်ခါပဲဆွဲလို့ရတာမိတ်တူမရှိကိုယ့်ရဲ့နှလုံးသားမှာလည်းဆုလက်တယောက်ထဲပဲပုံကြီးထင်မရှိအဲ့တော့ယုံလိုက်ရ ကိုကြီးရုံမပိုးရွေးကြည့်ရဲ့ကိုကြီးရတာပြ အဲ့လိုလုံးတော့ရှိနေတယ်ကိုတစ်ခါတော့ထုံးမယ်တကယ်လို့ဒီကောင်တကယ်ပူလိုက်ပါတော့ ဒါတော့တည်ရတယ်ဆို အာဒါyes ပဲဒါโอ้ဆုလက်နေမှာ
这哪有这功能吗？妈，还没吧？啊，一帮嘞，啊，因为我叫你把那个我来下毛呢。下的话都掉的毛，没有。出来干的，家猫啥没不收哟，太多了。我把那些没收。好的，一帮嘞，对呀，我那个，啊，你啦。喂，自家对付咗啦，喺度咪有話事嘛，你喺度叫生你知唔啦？啊，都想嘛一帮，不会，一帮，阿龙，交通安排，俺妈们。不會，我拉你，老手，快點，老手，我拉你咪，我嘛。啊，媽媽要講埋呢啲啊！哇，ပြောတော့ဟမ်မိန်းမဟိုမှာမမြင်ဘူးကြောင်တောင်ကန်းနေရဆိုအခုတော့မိန်းမကြီးကမိန်းမနေတာသိလား မမြင်ဘူးဆိုတာချစ်သူပြောလို့မမြင်ဘူးကွာဟုတ်တယ်နော်ဟုတ်ပါတယ် သိစကားတတ်တယ် တကားတက်တာနည်းနည်းသားလောက်ကြည့်ရဗျာမာ ကိုကို ဆက်လိုက်တော့ကြည့်တော့လေကိုကိုကြည့်ရအောင်ကြည့်အောင် မကြည့်ရပါဘူးဟာမကြည့်ဘူးသွား တော့မကြည့်တော့တော့လန့်နေရ မသွား ဘူးကရဝဲပြီးသူ့ရဲ့စိတ်ကူးညံပျော်ပြောင်းနေတယ်အဲ့ဒီကြီးကြည့်တယ်ဘူးလူတဘောရုပ်ရှင်ကနော်အဲ့ဒီ မကြည့်ဘူးသွား ရှင်းနေတယ်ကြာဝိုင်းဂါးရီပဲ အဲ့ဒါကောင်းတယ်အဲ့ဒီလိုပဲသွားမယ်နော် 快点呀！去，这拉走。以前我就没么搞，没毛病，你没变了，不好啊。 ဟောပြီးရတယ်ပါဖြစ်လေတခါတည်းခုလို့မှာ အပြောရလဲလွယ်လိုက်တာအဲ့ဒါကိုကိုရဲ့တို့ကြည့်နေ ဒါဆိုလေသူ့လက်နဲ့ပတ်သက်ပြီးတော့ကြားရအောင်အလေးထားသူ့လက်ကိုရဖို့အတွက်ထုံးစံတိုင်းကြိုးစားတယ်ကြားလို့မရရရနေနဲ့ကြိုးစားတယ်အဲ့ဒါကိုရင်နေမှန်တိုင်းပြောတာ အပြောကြီးပဲတာဝန်တွေကိုမစင်စားပဲအိမ်တော်ကြီးကိုစဉ်းစားမှစိတ်ကူးအလန်းကျယ်အလယ်လက်တက် သူ့လက်ရဲ့တောင်တက်သမားအရာတွေတောင်ထိပ်ကိုကြည့်ပြီးတက်တာသူ့မှရမ်းတယ်လို့ပြောဥပမာလေရွှေချက်တွေရှိလာတယ် ခဲပါအဲ့ဒါနောက်မှပြောပါတော့နောက်ချနေလား ဒါဆိုလေဒီညအေးဆိုင်ပါလေအေးလေးပါလေးတောက်ပြီးပြင်ကြတာနော် 你他妈的谁呀？ နောက်သူဒီကိစ္စအင်းမသိတယ်သူလည်းပဲမမဟမ်တရားကြောင်ကိုခွေးပါတတ်ပြီမယ်ဘာပါလဲ ဟဲ့သူတို့ပြောစမ်းပါဘေးနေချားပုံပါမယ်ဟဲ့ကိုနှမကိုဖြည်းဖြည်းပြောလိုက်ရတဲ့ဥစ္စာကိုဟဲ့နင်ကလေ သူလည်း ဟဲ့လေထိုင်စမ်းပါကိုရောထိုင်စမ်းပါသူလက်ကလေပြန်ရောက်လာတယ်ကလေနင်ကိုကြောက်လို့မိုးနေတယ် ဟုတ်ဒီနေရာဆိုင်ဒီဘာတင်နေမှမတရားဘူးနော်အိန္ဒိယအိန္ဒိယလည်းမခွဲရဘူး ဩမဟုတ်တာပဲမောင်ချစ်ကိုရဲ့ခဏပြီးတော့မယ် ပြဘာမှကာတိကဒီမလုပ်နဲ့ကျိုးဒီကိစ္စတော့တိမခံနိုင်ဘူးနော်ဒီတကြွားနဲ့ကျွန်တော်ဘယ်တော့မှသိမခံနိုင်ဘူး
လက်သူနဲ့အဆက်ဖြတ်ဆိုဖြစ်ပါမယ်တင်တော့ဆက်တယ်များစီကိုကြီး မတည့်ရဘူးဒီကောင်ကကြည့်မရအောင်ဆိုနေကချိန်ပန်းပန်းမှလည်းပြောတယ်ပေါ်တင်လည်းပြောတယ်နေငါတကောက်နားမလားဒီလိုတင်ဒီကောင်လေးကျဲမယ်မရှိတော့ဟဲ့ဆုကဘယ်လို ဘာအပြစ်ရှိလို့လဲကိုကြီးရဲ့ ဟာအဲ့ဒီမရှိတာအပြစ်ပေါ်ယူပါရဲ့ဟမ်ဘလက်ကအပြစ်မရှိအောင်ဆမ်းမုံကြီးလေမိဘကုံမိသားနေတဲ့ကောင်ဒီနေ့သူ့ဖဲ့တဲ့ဒီနေ့ခွေးပြမကောင်နားလေလား ကိုကြီး ဟာလေ သူများသားတွေအဲ့လောက်ဒီပုံလုံးကိုပြောရတယ် ပြောတော့ပါလေပြောတော့ပါလေဟမ်ဟာမနာလို့နားလားမနာပြောလို့နားခင်းတော့မနာ ဟဲ့အော်ဟဲ့တော်ပါတော့ဟဲ့သူလေမောင်နှမချင်းတွေခွန်ကြီးခွန်ငယ်ဖြစ်မိနေသားမနဲ့သူ့လက်ကလည်းကိုရိုးရိုးသေးသေးပြောမင်းကလည်းခေါင်းအေးထားပြီးပြောမှာပေါ့ကွာ ဒီမမဟောဒီကောင်းကြီးရေခဲရိုက်ပြီးပြောလေဒီစကားပဲထွက်မှာပဲနောက်နေ့ရဆိုင်ပြီးပြင်နေမမလည်းစိုက်ကြတော့အချိန်လုံးသူ့ကိုဆောင်းကျွန်တော်ပြောထားကြကြခုပြင်မမကျွန်တော်အစိုးမစိုး မင်းကဒီလောက်တော့ခါခါသေးသေးဖြစ်နေတာငါတော့နားမလဲဘူးပြောစမ်းမအောင် ဟာဒီကိစ္စမသိပါဘူးကျွန်တော်ပဲသိတယ်မကျွန်တော်ပြောတာပဲလို့ ဒီပါစလိုက်ရဲ့တကယ်တမ်းရေးဆက်ပါရဲ့ဥစားဆိုတာသူ့မှဖြစ်လို့မရဘူး ထိုင်မောင်ချစ်ကိုအကိုကြီးမင်းစီကအကူကြီးတစ်ခုတောင်းစရာရှိလို့ခေါ်ခိုင်းလိုက်တာ ပြောင်းပြီးမစင်းပါဘူး ဟာမစင်းပါဘူးရှိပါဒါပေမဲ့တစ်ခုခုတော့အကြံထုတ်နေတယ်ဘာလဲတော့မသိဘူးအကိုကြီးမင်းကိုခေါ်ခိုင်းလိုက်တာအကိုကြီးကိုစားခီးသွားပြီလို့ပါကိုစလေးလွန်းစားနဲ့သွားမှာဆိုတောင်းလို့ပြောလိုက်ရပါတယ်အဲ့ဒါမင်းဒီညနေပဲခီးထွက်ရမယ် ဟုတ်ပြီကြောက်တယ် ဟိုမဟုတ်မင်းအဖော်ရအောင်မင်းသိန်းလဲခေါ်သွားတာလေ ဟုတ်ကျွန်တော်ညနေပဲသွားလိုက်ပါမယ် အေးကျေးဇူးပဲပါโอเคအောင်မြင်ပါစေ ကိုခီးသွားနေမှန်းသိတော့ငါလာခဲ့တာနေဘာဖြစ်လို့တင်တယ်မတက်တာလဲ ကိုကြီးပွဲချမ်းနေလို့ နေတင်တန်းလာမတက်ခဲ့ရပြဿနာတော့မသိဘူးလို့ငါထင်တော့ထင်တာရဲရလည်းနေတော့သိစိတ်ဘူး သူကပြောလိုက်ရင်မိမ သူကလည်းဘာလို့မှမသိဘူးတဲ့ အဲ့လိုတွေ့ဝင်လာကြကိုကြီးရဲ့တို့သဘောမကျတာ အော်နေဘက်ကအခြေအနေမှာ तू မသိဘူးလေသိရင်တော့ तू တခုခုစဉ်းစားမှာပေါ့ဟာခုလည်းငါရောက်ရင်နေအိမ်နဲ့ပြဿနာမဖြစ်ဖို့ရယ်နောက်ပြီးတော့ချင်းနေမှအောင်အားလုံးစုံလာငယ်မမကိုမှားလိုက်တယ်ဟာ တင်နာတော့မတက်နိုင်အောင်ဆိုစုံနှမ်းမလို့သေးလို့လားသူခက်မှန်းထားမှာပေါ့ သူ့လိုက်ရင်နေဘလို့ဖြစ်နေရလဲရဲဟိုမနေပြစ်တင်နေတယ်ကိုပြုံးစားကြီးဖြစ်သွားတာဆို तू လည်းဘလို့စဉ်းစားတတ်မှာလဲဟာအခုကပြောလိုက်တယ်နေအိမ်နဲ့ပြဿနာဆက်မဖြစ်ဖို့ရယ်သူအားလုံးကိုစီစဉ်ထားမယ်ဆိုတာပြောလိုက်တယ် ရှိစင်မယ်လက်ကားမတော့စီစဉ်ပြီးတော့ဖြစ်ပြန် ဒါနဲ့မမကြီးအောင်ဆုလောက်ကိုဘာပြောသေးလဲ မမတော့မပြောပါဘူးသူကတော့ဆုလက်ကိုဝေသနာနေရပါပြဿနာကိုကြီးမှွေညာသူကအိမ်မှာပိုးဆိုတော့မမလည်းသူဘာမှပြောလို့မရ အေးလေဆုလက်ကိုရတယ်တိတ်ဥစ္စာ၆တာပဲနိုင်မလည်းပြောကြည့်ပါဦးမယ် သူစူးစမ်းပါနဲ့မိန်းမရဲ့ကိုကြီးကတယူတန်းတော်ဆုလက်ကိုတောင်းနေပြီမိန်းမပါကိုကို ကိုဟာအချစ်စွာလူလိုက်ခံစားတတ်ကြသူကိုချင်းစာတတ်မှာပေါ့ဒီဆုလက်တို့ကိစ္စကိုသူကပ်ဖြစ်လို့တော့မိန်းမလုံးဝသီးမခံနိုင်ပြောဖို့ပြောပြတယ် ဒီလိုကိစ္စဝင်ပါပါနဲ့မိန်းမရဲ့ဆုလက်တော့လေရဲကိုပဲတွေ့ကြတယ်သူလည်းရဲကိုပြောကြရှိ ကိုချင်းကိုတင်တန်းမှာရှိမှာပေါ့တွေ့ချင်တယ်ဆိုရင်မိန်းမနဲ့လိုက်ခဲ့တယ် ကောင်းတာပဲဒါဆိုဆုလက်အင်ကြီးလေးလိုက်အောင်မယ်မိန်းမအကဆောင်နေနော် ဟုတ်တယ်နော် ဟုတ် အေးပါဟာမမပြန်တော့မလား ပြန်သေးပါဦးဝိုင်းဆိုင်သွားပါ ဆိုင်ုံလေးအယောင်ဝန်ထမ်းနေတယ်ပဲလွှဲထားတယ်ချစ်ကိုကလေသူ့နေရပြန်ရောက်မလားမချင်ဆိုင်ုံမသွားပါနဲ့အိုးနဲ့အော်အေးပါဟိုဆုလက်လေးကလေတနာပါလေသူလည်းခြေချုံမိနေတယ်သိလားအာအေးမလေးဟို
အပြင်လေးပါလေခေါ်ထုတ်သွားပါလားဟဲ့ဘာရည်ရလဲအိမ်မှာဟုတ်ဒါမှမဟုတ်ပါဘူးမိုင်ရဲ့ဟုတ်မိုင်အိမ်မှာကောင်းတယ်ခဏပါချင်တယ်အမလေးတောက်အောင်ပါဗောဖြော်ပေးမယ်ဆော့ပေးပါမယ် ဒီတိုင်းဆိုရင်တော့အချိန်နဲ့ကောင်းလာဖို့အကြောင်းကိုမရှိတော့ဘူး ဟုတ်တယ်အခုတော့မှလေတာဝန်ရမလွဲတာလို့ပဲသွားရတာဟာမမှားသွားဆုံးညပဲသူ့သဘောတိုင်းလားဆိုလို့ရှိရင်ဆွလက်ကိုအခန်းထဲထည့်ပြီးတော့ခတ်သွားချင်တာ ဟာဘယ်ရတကယ်အန်တိတ်ကြီးပဲတမောက်နှမျိုးပါလေဒီတစ်ခါပဲမြင်ဘူးသေးတယ် ငါတော့ရင်မောင်မနှစ်ယောက်လည်းရှိရအောင်ဟာကိုဒီလောက်ဖြစ်နေရဲဆိုတာလေနင့်ကိုသဘောမတူလို့မဟုတ်ပါဘူးနင့်ကိုတစ်ခါလိုက်ခေါ်တော့ကောင်းပါလေးကိုဘယ်လိုချင်းကပ်ရမယ်ဘာအောင်ညာတော့တင်ပေးလိုက်တယ်ဆိုအေးအဲ့ဒီနီးနဲ့သူညမအောင်နင်ကရအောင်ပိုးထားတယ်ဆိုရှဲရမ်းနေမှာပေါ့ဟာ သူ့လူဘက်ကတော့ကာပြီးပြောတတ်တာပဲဒီမှာငါတို့ကဒီအရင်နဲ့ချစ်ခဲ့ကြတာပါဟာ အဲ့တော့ကိုကြီးကဘလို့သိမှလဲဟဲ့ ဆုလက်ကိုကိုကြီးယောဂါလေးစေးမီတို့နဲ့ကုလို့မရတော့ operation လုပ်မှကိုရတော့ပါဒီချိန်တိုင်းဆိုတော့ဆုလက်ကိုနဲ့တစ်ခါရလိုက်ခဲ့ပါတော့နော်ကိုရိုနဲ့အောင်နီးစပ်ဖို့ဆိုတာဒီတနည်းပဲရှိတယ် ဟဲ့ဖြည်းဖြည်းလေးစဉ်းစားကြအောင်လေ ပြဿနာမဖြစ်ဘူးမိန်းမရဲ့ကိုကြီးပြန်လာလို့ရှိရင်ပြဿနာတိကျကိုစိုးတော့မှာ နင်ကလိုက်ချင်တယ်ပေါ့ဟုတ်လားဆရာ ဆွလက်ရှင်းလို့ပြောကြရှင်းသွားတယ်အဲ့ဒါပဲဆွလက်အိမ်ကထွက်လာရဆုံးပြခဲ့တာပြီးတော့လေအိမ်မှာစားလေးရေးထားခဲ့တယ် တော့လိုက်ကြတာလေ မမကြီးနဲ့ကိုကြီးဆွလက်ရိုသေစာစာရေးခဲ့ပါတယ်ဆွလက်ရဲ့ချစ်သူနဲ့ခွဲနိုင်တဲ့အတွက် ဒီလိုအဲ့ဒါစားကြည့်အောင်ခွဲနေမယ်မမိုက်ကြမှုရှိနေတယ်လားဒီတော့ခိုးလေးပဲစိုက်ပြီးကြောင်းကြပါလား ငါလည်းဘယ်သိမှာတော့ဟဲ့သူ့လက်ကသမင်းစင်းမစားတော့ငါပေါ်တက်တော့မှဒီစာကိုတွေ့တာ မမိုက်ဒီကိစ္စမမိုက်ရဲ့လူဘာတော့မဟုတ်ပါဘူးနော်ဟမ် မင်းဘာစကားပြောလိုက်တာလဲချစ်ကိုဟမ်ငါလေမင်းတို့မောင်နှမနှစ်ယောက်ကိုနဲ့လွယ်ပြီးမွေးတာမဟုတ်ဘူးငါကျွေးခဲ့တဲ့အမေပါဟဲ့အမေပါဘယ်မရကိုသားသမီးကိုပညာသမိုင်းတစ်ခါနဲ့လက်နောက်လိုက်ကိုထည့်ပေးပါတော့ချစ်ကိုရဲ့ တွေ့မယ်ဒီအောင်ကျွန်တော်နဲ့တွေ့ မင်းကဘာလို့အောင်မလို့လဲ အမတွေ့တူအောင်ဆိုင်မရအောင်ခွဲမှာပေါ့မမကြီးကလည်း ဟေးမင်းအဲ့လိုဘလူးဆိုင်နဲ့ဝင်လို့သူတို့ကလည်းအချိန်မတန်ခင်တပါးသွားတာ ဘာဆိုင်လို့လဲသူတို့ကနဲ့လားဘုကောအားရောက်တွေ့တော့ကျွန်တော်တော့သဘောမတူမမကြီးဟာ မင်းဟာပြောလေကဲလေပါလားချစ်ကိုရဲ့မင်းကငါတခုမင်းနေမင်းအေးမအောင်ချစ် ဟုတ်လို့လေ ငါမေးတာသာဖြေစမ်းပါအေးမအောင်မင်းချစ်လား မမကြီးရတယ်ဗျာ မင်းသိချစ်တဲ့အေးမအောင်ငါလုံးဝကြည့်လို့မရဘူးသဘောလည်းမတူဘူးမင်းအေးမနဲ့အဆက်အသွယ်ဖြတ်မင်းမမပြောနိုင်တော့သူ့လာလည်းဒီလိုပဲပေါ့ကွာမင်းအေးအေးဆေးဆေးနဲ့ဖောင်းပြပြောရင်နားဝင်ခေါင်းနားဝင်လေမင်းအခုလိုကြမ်းနေလို့မဖြစ်တဲ့နာတွေဖြစ်ကုန်တာသူ့လာအချိန်မတန်ခင်အိမ်တောင်ကြသွားမင်းကိုယ်တိုင်ကြောက်မယ်ချစ်ကိုကြီးမင်းကိုယ်တိုင်ကြောက် လုံးဝမဆိုင်ဘူးဗျာကျွန်တော်ကူးမြောင်မဲရောက်ခွဲမယ်မမကြီးစောင့်ကြည့်တယ် အေးပြောမရဆိုမရရင်လည်းမင်းသဘောပဲဟဲ့ချစ်ကိုကြီးမင်းသဘောပဲမင်းသဘောပဲ ဟေးမဒီလက်ဒီအာမဒီဒီမှာဒီကတော့ဘာလဲကြည့်ရအောင် အဲ့ဒီတိုင်လေးမှာလာလို့ ပြဖြေးပါ ဖြေပါဦးဘယ်လိုပြောနေလဲလာမင်းနေပါသိအောင်ပြင် ကောင်းကောင်း သူကတော့ကြိုက်ကျောင်းတော်ကိုတန်တယ် အေးပါကိုတောင်းပါပါအခုအရင်စိတ်တွေပူနေလို့ပါညီမလေးကိုဘယ်လောက်ကြည့်အေးမှကြည့်ပါလေငငယ်လေးကကိုမွေးလို့မွေးလာရင်ဟိုခွေးအောင်ဆိုသောတိအိမ်အောင်ကြတော့ညီမလေးရှိနေတာအေးမှကြည့်ကိုပြောပါ ဘဝသိမှလုပ်ပြီမှာ နှာခေါင်းသလုံးတတ်အဲ့ဒါမှအေးမှဟိုဂျိုဂျိုနေရပဲနဲ့ပြက်ကိုပြီးရော အဲ့ဒါဆိုရင်ရှင်း
တော့မေ့လိုက်တော့ချစ်ကျွန်တော်တိတ်မုံသွားတယ်ဘာဖြစ်ပေါ့ကျမဘယ်တော့မှမလာချစ်ကျမဘယ်တော့မှပြန်ချစ်လို့မရဘူးမုံနေတော့မုံတာဟဲ့ခဏနေအောင်လေအေးမခဏလေးနေပါကိုကတည်းကဒါမှမဟုတ်ကိုရှင်းပြလိုက်နားထောင်မအောင်ဒီမှာရှင်းနေချင်မှလည်းဘာမှမဆိုင်တော့ဘာမှလာရှင်းပြမယ်ဟာအေးပါရဲ့ချက်ချင်းဘလို့ဖြစ်သွားတာလဲတို့ကတကားမှုလေးပါလူတွေကိုတိုက်ချင်ဖြတ်ချင်နေတဲ့ရှင့်ရင်ထဲမှာလေအချစ်ဆိုတာရှင့်မှာမဟုတ်ဘူးဘူးတကောင်တိုက်မုန်းနေတာမုန်းကောင်အေးပါရဲ့အဲ့လိုတစ်ဖက်တစ်ကောက်ချက်မချပါနဲ့ကိုတဲပါစဉ်းစားပြရသူကိုချစ်ကိုချစ်ရှင့်မကြတော့စဉ်းစားပြရတယ်နဲ့ကျမတကယ်ချင်းကိုပြန်စဉ်းစားဝင်ပေးလို့လားဘာမှစဉ်းစားပြင်ဆင်ခွင့်မရတဲ့သူတို့ကဗမာပုံဝင်ဘလောက်ဒုက္ခရောက်နေလဲဆိုတော့ရှင့်စဉ်းစားမရလားဒါတော့ကွာလာလုံးနေတယ်ရှင့်ထွက်သွားတော့ရှင့်ဆန်တာနဲ့ရှင့်လှုပ်ချင်တာတော့သွားလို့နော်ကျမစီကိုခြေဦးပြန်လဲတော့ရှင့်လုံးဝမကြိုးစားနဲ့ရှင့်ကိုကျမကဘာဆုံးတဲ့ထိကိုမဟုတ်တော့အေးပါကိုအဲ့လိုတင်းနာကြီးမပြောရနဲ့ကွာကိုမခံစားနိုင်လို့ပါအေးမတင်ကိုအမုန်းကောင်လို့ပေါ့အေးပါဟောလေရဲအောင်ကိုသဘောမကျဘူးဆိုတော့ညီမလေးတို့သူ့အားမလို့အားမရဖြစ်လို့တော့ပါအေးမကိုမခွဲနိုင်လို့ပါအေးမရဲ့တို့တကောင်းဝင်ပြီပါနော်တဲအောင်ကလည်းဆုလက်ကိုဘယ်ခွဲနိုင်ပါမလဲဦးလေးရဲ့ကိုတော့ဘောနေဒီမှာကိုရဲအောင်လို့ကိုရောပါဒီကောင်ကကိုမမုန်းတော့ကိုတောင်းမှာနော် sorry ပဲဦးလေးအေးမရဲ့အမုန်းအေးမ break အုပ်လို့မရတော့ကိုယ်တိုင်ကြချစ်တယ်ပြီသူများအချစ်ကိုကြာမလေးစားတဲ့အတ္တသမားဦးလေးရေအေးမကတော့စိတ်ကုန်သွားတယ်တက်တာဦးလေးရေဟာဒီမှာလုံးမလို့ပါအေးမရဲ့အောက်နေအောက်မလေးတော့အော်不行，အော်နော်မိမရဲ့ကိုကြီးကအဲ့လိုနီးမျိုးနဲ့တော့မဖြတ်လိုက်ပါနဲ့နော်ကိုကြီးကလေမိမအရန်ချစ်ချာတာပါတက်တို့လည်းလေယူနာတော့နဲ့သူလုံးမိလို့လုံးလိုက်မိတာပါနော်ကိုကြီးနော်ဟုတ်ပါတယ်ဒီမှာရဲ့ဟုတ်တယ်ငါလည်းနင့်ကိုတောင်းပန်ပါတယ်ဟာကိုချစ်ကိုလည်းခွတ်လိုက်အခုကိုချစ်ကငါတို့နှစ်ယောက်ကိုလည်းသဘောတူသွားပါပြီဟာဟင်ပြမင်းဘယ်လိုသဘောတူလဲဟုတ်တယ်ဟောရင်လိုလေးနဲ့တော့မလိုက်သဘောတူလို့ပြောတာမင်းနဲ့ဘဝအလုပ်တွေပဲယူတာဒါကြောင့်ထားတယ်မလေးအောင်လေဒီမှာဟောလေလောက်ပါအောင်ခုနားလေပါမှာပဲအားရောရွှေအောင်သွားတော့ချမ်းမြေသွားတော့